အားလုံးပဲမင်္ဂလာပါခရစ်စမတ်နဲ့ဆိုင်တဲ့တရင်ကောင်းလေးကိုမြတည်ခံချင်ပါတယ်လို့ဆိုတော့ဒီခရစ်စမတ်အချိန်ကာလမှာကျွန်တော်တို့တစ်ကမ္ဘာလုံးမှာရှိတဲ့လူအမျိုးမျိုးကဒီခရစ်စမတ်ပွဲကိုကျင်းပကြတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ခရစ်စမတ်ရဲ့အနှစ်သာရကိုနားလည်ပြီးတော့ကျင်းပတဲ့လူရှိတယ်လို့အနှစ်သာရကိုနားမလည်ဘဲနဲ့ဒီခရစ်စမတ်ပွဲထဲမှာပဲဒီတိုင်းပျော်ပွဲရှင်ပွဲနေဖြစ်ပါဝင်တဲ့လူလည်းရှိတာဖြစ်ပါတယ်ယုံကြည်သူတွေဖြစ်စေမယုံကြည်သူဖြစ်စေသူတို့ကကျင်းပတဲ့ပွဲလည်းဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်အနေနဲ့တရင်ကောင်းလေးဝေမျှချင်တဲ့ຢာကဒီခရစ်စမတ်ကာလဒီခရစ်စမတ်ပွဲကျင်းပတဲ့အတိကအကြောင်းရင်းထဲမှာအရေးကြီးဆုံးပုဂ္ဂိုလ်ဟိုကအရေးကြီးဆုံးဖြစ်ပါတယ်ဆိုတဲ့ပုဂ္ဂိုလ်တဲ့ထဲကတော့နံပါတ်1ကတော့ဘုရားသခင်ရဲ့သားတော်ယေရှုခရစ်တော်အကြောင်းပဲဖြစ်ပါတယ်နံပါတ်2ကတော့မိတ်ဆွေကိုယ်တိုင်ဖြစ်တယ်ကျွန်တော်ကိုယ်တိုင်ဖြစ်ပါတယ်ဆိုတော့ခရစ်တော်နဲ့ကျွန်တော်တို့ပေါင်းစည်းခြင်းနော်ခရစ်တော်ကျွန်တော်တို့လက်ခံခြင်းခရစ်တော်နဲ့ကျွန်တော်အတူတူကအသက်ရှင်ခြင်းကခရစ်စမတ်ရဲ့အနှစ်သာရပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီခရစ်တော်ကအထက်မှတက်ရောက်တဲ့ဘုရားသခင်ရဲ့အသက်ရှင်သောကျွန်တော်လောကလူသားများအပြစ်သားများအတွက်အသက်ရှင်တဲ့လက်ဆောင်ပဲဖြစ်ပါတယ်ဆိုတော့အဲ့ဒီလက်ဆောင်ကိုကျွန်တော်တို့ကိုစားယူလို့မရပါဘူးကျွန်တော်တို့ကိုယ်တိုင်ရယူရမယ့်အရာဖြစ်ပါတယ်အဲ့လိုယူတဲ့အခါမှာကျွန်တော်တို့ကလက်နဲ့ယူလို့ရတဲ့အမဟုတ်ဘူးကျွန်တော်တို့နှလုံးသားတကားဖွင့်ပြီးတော့ဝန်ခံရယူရတဲ့အသက်ရှင်တဲ့အထက်မှတက်ရောက်တဲ့လက်ဆောင်ပဲဖြစ်ပါတယ်ဆိုတော့ဒီဘုရားသခင်ရဲ့သားတော်ယေရှုခရစ်တော်ကကျွန်တော်လောကမှာရှိတဲ့အပြစ်သားတွေနော်ငရဲသွားမဲ့သူတွေကိုကယ်တင်ဖို့အဖို့လုံးဟာဘုရားသားစာတိအဖြစ်ကနေလူစာတိကိုခံယူလာခြင်းပဲဖြစ်ပါတယ်ဆိုလူစာတိခံယူလာပြီးနောက်ပိုင်းမှာနော်အသေးခံသွားတယ်ကျွန်တော်တို့အပြစ်ရှိများကိုဆေးချိုးပေးဖို့အတွက်အသေးခံတယ်ထုံမြမကားပဲနဲ့3ရက်မြောက်သောနေ့မှာသေခြင်းကိုအောင်မြင်တဲ့ကောင်းကင်ရောက်ညီကြီးပေါ်မှာတင်းနဲ့ကျွန်တော်ကိုကယ်နေရှင်တပါးကြီးတာဖြစ်ပါတယ်ထိုခရစ်တော်ကိုကျွန်တော်ကမိမိရဲ့ကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံခြင်းထိုသခင်ကိုဝန်ခံခြင်းအရှင်သခင်ဖြစ်နေရပေးခြင်းကခရစ်စမတ်ရဲ့အတိတ်ပဲဖြစ်ပါတယ်ဒါကြောင့်ဒီကနေ့ဒီမှာရှိတဲ့ကျွန်တော်တို့အညီကိုမောင်နှမတွေဒီမှာရှိတဲ့ကျွန်တော်တို့ယုံကြည်သူဖြစ်စေလူမျိုးတွေတိုင်းကျွန်တော်ဒီနှစ်ကပတ်တော်ကြားတော်ရောက်ချင်းစအသက်တာထဲမှာခရစ်စမတ်ရဲ့အနှစ်သာရဟာခရစ်တော်ကိုမိမိရဲ့ကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံပြီးတော့မိမိရဲ့အရှင်သခင်ဖြစ်ဝန်ခံခြင်းကခရစ်စမတ်ဖြစ်ပါတယ်လို့အနေငယ်ဝေမျှချင်တာဖြစ်ပါတယ်အရောက်ချင်းစတိုင်းဖျားသခင်ဆက်လက်၍ကောင်းချီးပေးပါစေ